ပြောလေအခုရော evening vlog ရထားကျောင်းကပြန်လာတော့မယ်နော် okay အခုကျရှင်တော့ရမှာပါရှင်နေလေးကတက်လို့ကောင်းတယ်ရွှေ6မိနစ်လို့တက်တာပါရှင်ဒီ view လေးမှာပတ်ထူးရှိပါရဲ့နော်ညီမစကားကိုတိတ်မပြောချင်ဘူးဆိုနေရတော့ဒီညမှာပဲယူတော့မှာပဲဖတ်လဲဆိုအဲ့အောက်ဖက်ဟာလေးရပြောမယ်ဆိုဘူးွယ်လို့ဟာပါလားဒီညစလုံးမဲ့ဘလော့ပေါ့နော်ပြောမယ်ဆိုဘာပါလဲတိတ်ထားစားမြို့ကတက်ပြီးသွားရေဟိုကပြောမယ်ဆိုဝါလုံးရှိမဲ့ပုံစံဟာโอเคရှိပွားဒါတော့တက်ပြီးသွားညီမလုံးကြီးမှာဘာရုပ်ထုတ်သေးပါနဲ့ရှင်နေရာလေးလေးလောက်ဆိုပြီးလောက်ခိုင်းတာရောဖတ်လိုက်ပါဦးဟဲ့โอเคပြီးတော့ပါပြီဒီရှေ့ရလေးပြပေးပါမယ်ဒီမှာပါတေးဆက်ပြပေးမယ်နော်ဒီမှာပါအဲ့တော့ဒီဟာလေးဒီရှေ့ရပြပေးထားရတယ်ဘိုင်မိုးရွာနေပါပြီအတော့ကြာလာမပြီးအတိုင်းနည်းနည်းချိန်ပေးထားပါတော့ရင်တော့နေဆောက်ပါโอเคရုပ်ပတ်ခလေးပြန်ထည့်ပါမယ်အားရဆိုရဲဟိုမှာတော်ရှောက်နေတိုင်းဘာခလေးပြန်လဲပါအောင်မယ်ကျမအဲ့ရရှော့ကြမလို့ဖြစ်နေရမယ်ကွာဟာနောက်တစ်ခါပေါ်နေပြီဆက်ညမမှောက်သွားရအဲ့မှောက်သွားပြရောက်ခဲ့ဒီနေ့နောက်တစ်ခါပေါ်နော်ဒီမှာလောက်ဟာဘာချာရှိပါတော့ချာဒီဘာချာလေးယူတက်ကြမှာပြမယ်ဆိုဒီမှာဘာချာရှိပါရဲ့ပြောနေရပါဟုတ်ပြီဟုတ်ပြီဟိုဝါလုံးကြီးလိုက်တယ်နင်းဝတခြားတော့တော့ခေဒါရင်းလောက်ထားတာပါနော်ပြပြတာလေဟောဒီနေ့ဆက်တော့အဲ့ဒါအင်္ဂါမှာပတ်ထူးလေးဖြစ်တယ်ရုပ်ထပ်ပြောရပါရှင်အားလုံးပါဒါချားတစ်ခွေဒီလိုရတော့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 ချီရအပြရမယ်ဆိုဆမ်မွေးရရှိတယ်ဆမ်မွေးအခုပြီးသွားတယ်အခုညနေကျော်